သင်္ဂုတ္တရနိကေပင်စကနိဗ္ဗပါဠိတော်၌လာရှိသောသာသနာကွယ်ကြောင်းတရားအပေါင်းသာသနာကွယ်ကြောင်းတရားအပေါင်းတို့ကိုမဟောမီမနာမီတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားအားယုံကြည်စွာလက်အုပ်ချီးမွမ်း၍ရှိခိုးကြရအောင်ကရုဏာသီတလဟရယံပညာပိဇောတဝိဟတမောဟဓမ္မံပါဏရမရလောကကရုံဝန္တေသူကတံဂတိဝိမု क्तဧတေနာသစ္စာဝိစေနာဒုက္ခိတံဟွန္တုပါဒဝောကရုဏာတိတလဟရယံမဟာကရုဏာတော်မြတ်အတွေ့တဖြင့်လလဘွယ်လျာအေးမြစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေထသောပညာပိဇောတဝိယတမောဟဓမ္မံအရဟဓမ္မပညာတိဟုသောစီမိအောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုင်းမောင်ကိုပယ်ဖြောက်တော်မူပြီးထသောပါဏရမရလောကကရုံလူနတ်တို့နှင့်တကဝဖြစ်သောတတ္တလောကအလုံးဤညွေရောင်ဥခိုက်ရာလေးအမြပြုတိုက်သောဆရာတဆုဖြစ်တော်မူပါပေထသောကတိဝိမု क्त ဒေဝမနုဿာနိရယနှင့်ဗေဒတရိသံလာယံအရှိငါးတန်သောဂတိမှလည်းထိုသာကင်းလွတ်တော်မူပြီးထသောသုဂတံစကားချောက်ခွန်လူ၌ထွန်းလည်းနှခွန်ကိုသာကျိုးရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပေထသောဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပြသခြင်းတွင်သိမြင်ပေဒဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောထောတော်မြတ်စွာငါခန္ဓာကိုသူငါသမုတ်အကျွန်ုပ်တို့သည်ဝန္တေဝဓမ္မတရားဟောတရားနာပြီးရန်ကွာ၍ချမ်းသာစေကြောင်းသုမောတောင်းလျက်အောက်ခေါင်းညွတ်ကျူလက်ဆုံးမော၍ရှိခိုးကြပါကုန်၏မြတ်စွာဘုရားဧတေနာသစ္စာဝိစေနာဤသောနှုတ်သံဖော်ထုတ်ပြန်၍ဟောမှန်သောပဏမသစ္စာစကားကိုပြောဆိုရလေသောကြောင့်ပါရဝတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသူတော်စင်ပရိသတ်ပေါင်းတို့သည်သုခိတာဘိယံကင်ကွာကိုစိတ်နှဖျားချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေတော်ကသာဆင်းရဲခသိမ့်မှလည်းကင်းကျင်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗျာသာဘိယံခသိမ့်မှလည်းကင်းကျင်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းအာသောကသမညုမမိန်တကိုရှိန်၍ဇောရိမနှောင်ကြောက်ကြပူဆွေးကိုကြွေးခြင်းမှလည်းကင်းဝေကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းပသနာတရားသိတုဘောထုပြောထုရှင်အထုပင်ခြေလေကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ပို့လို့အပ်တဲ့မေတ္တာဓအရှင်ဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူကြပါစေကုန်သတည်းသာသနာကွယ်ကြောင်းတရားအပေါင်းလို့အမိတအင်္ဂုတ္တရနိကေပင်စကနိဗ္ဗပါဠိတော်မှာသာသနာကွယ်ခြင်းရဲ့အကြောင်းအရာများကိုပေါင်းကစုကမြတ်စွာဘုရားဟောထားတဲ့သုတ်တံ၃ခုပထမသတ္တမသံမောသသုတ်တံဒုတိယသတ္တမသံမောသသုတ်တံတတိယသတ္တမသံမောသသုတ်တံလို့
Tadama Tamota Turogon de Yamin Jam Aya Abango Nagu Dwe Pobia de Totan Tongu Asi Asena Nyasa Faya Hotare Tadama Tamota Totan Tongu Malade Nadana Kwajin Ajam de Ya Dasa Nava Boido Brita Ye Note Letter Nalone Digani Te Be Target Man Tadanaro Yi Magwe Madiao, Tadanaro Manu Mamaya, Tadanaro Tanshe on Dida on Bianboa on Veluloya Malay, so in Horima, New Mainjin, a Jangle, Boido Bredachu. Manuya Mamaya on Kagwebo, Social a Jango, Nyasabia, Hotare, Sorado. Ya all you, Tadanaro Adre Adubuya, Boido Bredamia, Daha Nilan, the Miopo. Tadana Goyin a John Ayamiago, Boido Bredamia, Mapio Baby. Yazabia Goromia, Tadana Roji, Quetuade, a season go she Uzwa, Sensa Chiba. Tadana Romia, Quetuade, a season, Bajan di Tadana Goyane, so a John Dina Kupo. Tadana Quetuade, a sin. Tadana Quachin a John Dinakubo. Tadana Quedore, a season of Boyo Bredana, Senzare, Kacha, Digasa Bido, Senzaba. Adana made down bacon way, Anawaka. Yang Ege the Logada Duya, Dwe Arahanda, Madan Buddha, Obeze, Yom, Nedam Tana, ways a deed. Pegawaya no mia oche baru Egi the Logada Duya Logada Daku Adonai Arahando Luna Ukai Buzo Jingo Kanyura Mudai Gomba To Eva Mazamuda Vamenu Miazavaya Nasuro di Aboban Azari Man the Viende Mahoja Gome Aboban Azari Man Aboban Azari Man Mashima no wire Napa the Viende Yan Obeze Yang Jinyon Bumbo Vilaja Goyai Edan Tanan to Logada the Kurema Ayana Su the Viende Bumbo Jimri Nando Logada Dagudema Payana Zu the Jane Pumbojin, a Jondi na ways at the Machibabe. Anawagado Ayamaho Babe Adana Medan Bigowi Anawagado Adhana Ajamo Anawagado Ayamaho Ide Lola Lunado Siajito Mudo Lavino Miasa Piashin Goromiabi Awasagaru Nashishu Hojaro Mugeva Vedati Egita Logada Duya Logada Daku Adwin Nai Duira Dona Madamuda Luna Uge Budojingo Kairo Mude Doda Benu Miazovaya Nasurobi Abuba Azri Mam Davianeti Yang Omezi Yang Jina Bumbo Vilaja Legoja Edan Tanan Tubayana Zudiana Punjibi Atana Jamahu Anawagado Yamahu Edan Tanan Tubayana Zudiana Punjia Jambi Nawizadi Bashi Nambu Diwali Roma Logada Dakudema Hayana Zu the Jane Point you tongues and Mishibu Zakataku Legion the Mimo Nila Nekata Yado Dezo Nadi Chauda Yamana said the zone Erago Logada Daku Sejawala Dakulo Kora Boba we de Hajon Zambuti Bajon Bragoya Najon Otra Guru Jon Sobido Juni Legion Allegon Mimo down ye down then Conata Yadila Nekata Yadu Nabi Chauda Yamana say Yeshita
အဲ့ဒါတွေအလုံးပေါင်းလိုက်လို့ရှိရင်ဒါကိုလောကတ္တတစ်ခုတဲ့အဲ့ဒီလောကတ္တတစ်ခုအတွင်းမှာဘုရားနှစ်ဆူဟာတပြိုင်တည်းပွင့်ရိုးထုံးစံဘယ်တော့မှမရှိဘူးဒီလောကတ္တတစ်ခုတည်းဘုရားနှစ်ဆူတပြိုင်တည်းမပွင့်ဘူးဆိုတော့ယခုပြောပြထားခဲ့တဲ့လောကတ္တမျိုးတွေအခြားမှာများစွာရှိနေသေးတော့အခြားလောကတ္တတွေမှာဘောဘုရားပွင့်သေးသလားဒီလောကတ္တမှာသာဘုရားမပြိုင်တာအခြားလောကတ္တမှာဘုရားတဆူပွင့်တယ်ဒီလောကတ္တမှာဘုရားတဆူပွင့်တယ်လောကတ္တပေါင်းများစွာဆိုတော့ဘုရားပေါင်းများစွာဟာပြိုင်၍ပွင့်သေးသလားလို့မေးမပွင့်ဘူးလို့ဖြေရမယ်ဒီလောကတ္တမှာတပါးအခြားလောကတ္တတွေမှာလည်းဘုရားပွင့်တယ်လို့ထုံးစံမရှိဘူးတဲ့ဒီတော့ဗမာလူအရလူပြောလိုက်ရရင်ဘုရားများရှားလိုက်တာဒီဒိပဲရတယ်ရွှေကုံဆောင်နှမ်းကအလွန်ပေါ်နေတာနော်မှန်ပါဗျာတကယ်ပွင့်ပေါ်တော်မူတဲ့ဘုရားကတော့တကယ်ရှားတယ်ဇာတိခေအာနာခေဝိသယခေလို့ခေသုံးမျိုးရှိပါတယ်ဇာတိကိဆိုတာဘုရားကိုယ်တော်မြတ်အလောင်းတော်မဲတော့ဝမ်းကြတဲ့ခံစံမြန်းတဲ့အခါလောကတ္တတပ်ပေါင်းမြေကြီးတုန်လှုပ်တယ်မြေငလျင်တုန်လှုပ်တယ်ဆိုတဲ့စကားရှိတယ်အရာလောင်းတော်ပရိသန်နေယူတဲ့နေ့ပရိသန်နေယူတဲ့နေ့တုန်းကမြေကြီးတုန်သွားတယ်ငရင်လှုပ်သွားတယ်ဘလို့လှုပ်တယ်လေလို့မေးရင်ခုနကပြောထားတဲ့လောကရပေါင်းတစ်ပေါင်းအထိလှုပ်ပါတယ်အဲ့ဒါကိုဘာခေါ်တော့ဆိုတော့ဇာတိခေတဲ့စัจ java လာတစ်ပေါင်းအာနာခေကြတော့ဘလို့ရှိတော့ဆိုတော့စัจ java လာဂတိတသိန်းရှိတယ်အာနာခေကစัจ java လာဂတိတသိန်းရှိပါတယ်ဘုရားတော်ပရိသတ်များယရဏသုတ်တံကိုရွတ်တဲ့အခါကျတော့တွေ့မယ်ပေါ့ခောတိတတ္တသဟတိသူဇက်ကဝါလေသူဒေဝတာဆိုပြီးတော့ယသာနာပဋိက္ခဏန္တိယင်္စဝေသာလိယာပုရေရောဂမနုဿတုပ္ပေကသံဗုဒ္ဓတိဝိတံဗယံခိပမန္တရဓာပေတိပရိဒံဓမ္ပနာမဟေလို့ခောတိတတ္တသဟတိသူဇက်ကဝါလေသူဂရေတသိန်းသောစัจ java လာတို့၌ခောတိတတ္တသဟတိသူဇက်ကဝါလေသူဒေဝတာနတ်မြတ်မအပေါင်းသူယတအကျဉ်ယနာအကျဉ်ယရဏတို့ပေတော်ဤအာနံအာနာတော်ကိုပဋိက္ခဏံဤခံယူကြလေကုန်ဤစัจ java လာဂရေတသိန်းရှိကြတဲ့နတ်မြတ်တို့သည်ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူအပ်တဲ့ယရဏသုတ်တော်ရဲ့အမိန့်အာနာကိုခံယူကြလေကုန်ဤလို့ဆိုထားတယ်စัจ java လာဂရေတသိန်းအတွင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အမိန့်အာနာကိုနတ်တိပြမာတွေအကုန်လုံးခံယူကြတယ်ယရဏသုတ်တော်မှာဒီတော့ဘုရားကိုယ်တော်မြတ်ရဲ့အမိန့်အာနာဥမာပရိရွတ်လိုက်တယ်အဲ့ဒီဘုရားကိုယ်တော်မြတ်ရွတ်လိုက်တဲ့ဘုရားကိုယ်တော်မြတ်မရွတ်ပေမဲ့ဗုဒ္ဓရဲ့သာဝကတွေရွတ်လိုက်တဲ့ဘုရားကိုယ်တော်မြတ်သတ်မှတ်ထားတဲ့ပရိတ္တတို့ရဲ့တကုအာနာဟာဘလောက်ထိသွားသလဲဆိုရင်စัจ java လာဂရေတသိန်းအထိသွားအဲ့ဒီအာနာဒေသနာတော်ပြန့်နှံ့ရာဂရေတသိန်းကိုဘာခေါ်တော့ဆိုတော့အာနာခေဒီလိုခေါ်တယ်ပရိသန္တိကိုအခါစัจ java လာကြီးတုံဟိသွားတာစัจ java လာပေါင်းတစ်ပေါင်းအဲ့ဒါကဇာတိခေဘုရားကိုယ်တော်မြတ်ရုပ်ပတ်တဲ့ပရိတော်ရဲ့တကူအာနံပြန့်နှံ့တဲ့နယ်ပယ်ကစัจ java လာပေါင်းဂရေတသိန်းဒါကိုအာနာခေဒီလိုခေါ်တယ်နောက်ဝိသယခေဘုရားရှင်ကိုယ်တော်မြတ်ရဲ့သံမြင်ညုတဉာဏ်တော်နဲ့လှမ်းကြည့်မသိမမြင်နိုင်တဲ့ဘုရားကိုယ်တော်မြတ်ရဲ့အာယုမှလွတ်တဲ့စัจ java လာရဲ့လို့မရှိပါဘူးဘုရားကိုယ်တော်မြတ်ရဲ့အာယုမှလွတ်သောစัจ java လာရဲ့လို့မရှိဘုရားကိုယ်တော်မြတ်အာယုမပြုတ်နိုင်မသိနိုင်သောစัจ java လာရဲ့လို့မရှိဘူးဘုရားရှင်ကိုယ်တော်မြတ်ရဲ့အာယုံအတွင်းအကုန်လုံးဝင်ရောက်တဲ့စัจ java လာတွေကိုတော့ဘာခေါ်တော့ဆိုတော့ဝိတယခေတဲ့သူကတော့စัจ java လာအနန္တသွားတယ်
Sadi Kika Tethau Ana Kika Garete They Vidya Kika Ananda Tilo Wada Eridati Ana Vidya Thumbia the Ketu Mabaya Shinkoro Miado Dide Beroma Biambido Puyo Tonza Mashibu Sadi Kemale Mabiambu Ana Kemale Mabiambu Vidya Kemale Mabiambu de Baya Nesu de Jane Puyo Tonza Beroma Mashijabu Zadi Kidwin Ise Jawala Madava Se Jawala Be Se Jawala Mama Bayama Bubu Ana Kemaleve Ise Jawala Madava Se Jawala Be Mama Bayama Bubu Vidya Kemaleve Ise Jawala Madava Se Jawala Be Ma Bayama Bubu Ise Jawala Dakude Myasa Faya Buene Adu Mashido Faya, Adu Mashido Faya, Adu Mashido Faya. Minus Kama Yara, no Quaho Maya. Adu Mashido Faya, Adu Mashido Faya Lu Sutara. Adu Mashido Faya, Adu Mashido Faya. Dilu Suda Valene, Dise Jawalaga Fayantasu, Hose Jawalaga Fayantasu, Hogava Fayantasu, Digava Fayantasu. Eriluda Bayani said Jawala, and now when Bido Nation, Dula, Dumashido, so that Boha, Boido, Beretta, Show Tayo, she got it. Dido Basoluda, Faya Puembo, Kayan, Fayaha, Shashan Baba, Puene, so that a young Boido, Beretta, the Bob, Su Young Mido, Tapior. Faya Puende, a Yaha, changing leave, so that a day with the Bocha Babi. Sejawalari Ananda Shibi Payapuno Sejawalabi Ise Jawala. Ise Jawala Malevi Ashi and now down yellow Johnny Legion Shia twin down John Mata Puene. Down John Malevi alone the Japiani, Zamburi Lucade, Johnny Maleva. I want using a Kuya Mashide, Mizima, Devan Sode. A lever who jade a young Marvel Payapuene. Vayapone se Jawala le te Kure, Vayapone Jonle te Jone. Te Jone Male ele Bujade, Mizima, Deda Mama, Buena. Vayajin Goramiando, Puendo Mude, Keha, Jinjin Live, Nene Live, Surabo, Buro Bredamia, the Bocha Biro Ta. Now the car, Kalane Dwell, Kalane Dwell. Oiro Buddha Gorama, Aya alone, Barami, Jigere, Galago, Budo Breda, Bibare. Allow me a jaw, Barami, Jigea. Oiro Breda, allow me on Jigea. Tanya, do women is as a man, Yoni Babi. Live the chain, Gavada Venture of Barami Pia. Payabi on Jia, the loud Jare, Payabin and need water, loud jar on Nigaya. Huh? Era let do with our Vedruga. Payabi on Jia, the live the Jigavada, the Payabi will Niara, listen at me. As you need, they near Bido, near the Gala Liga, Nelita. No, you don't move over them. I have you Kede Sura. Tadanarone, Jomo Kede, Dolama Sura, Dilawoga, Sayita, Senzacha. Hola. I have the Algia de Galariga, Jaleta, Payala, Bawaga, living Gavada, Vin Jagere. Aya alone no Bawaga, living in Gavada, Vin Jagere, Paya Shide, Gala, Jada, Paya Achine, living and Neyavare. Hola. Alone no Bawaga, Jari, Paya Jidaga. Do down there, Ilamola. Hayajida do down young Maga, Debu, Evaya 2 town no Mugene, Tavanaro, Keka Lebet, Ningaron Suro, Madu Tamula. Dolava Tavana. Ayajibo, Yanjing Yadaga, Alonjavi, Vayajito Mubido, Nima Anyama, Aluludo Mude, Bayashin Goromia.
45နှစ်တည်းဒီတော်မူခဲ့ရတဲ့ထူထောင်တော်မူခဲ့တဲ့ဒီသာသနာတော်ကြီးကလည်းပဲ2500ကျော်လာပြီဆိုတော့တိုးတက်မဲ့အပိုင်းစီကားမဲ့အပိုင်းမရှိပါဘူးတဲ့ပြည့်စည်ဆုံးရုပ်ကွယ်ပမဲ့အပိုင်းကိုတပြေးတပြေးဥတည်၍နေပါတယ်မှန်ပါဗျာဘာဖြစ်လို့လဲလို့ဆိုတော့ယခုနေ့ကဘုန်းကြီးတို့စတင်ရွတ်ထားတာအာတနာမေတံမိကဝေအနဝကံသောယံဧကိသလောကဓာတုယာတွေအရဟံတော်သမ္မာသမ္ဗုဒ္ဓအဘုဗ္ဗအစရိမဥပ္ပေစေယုံနေတံဌာနံဝိဇ္ဇတိစေကြဝဠာတခုထဲမှာဘုရားနစုတပြိုင်နဲ့ပြိုင်၍ပွင့်ရုံထုံးစံမရှိကြဘူးအတုလားအတုမရှိဆိုတဲ့စကားဘုရားနစုပြိုင်နေရင်ဘယ်ဒီပဲရတော့မလို့ဒါကြောင့်ရှိနောင်တော့ဘုရားကြီးရဲ့သာသနာကွယ်၍သွားကြတာဟာနောင်ပွင့်တော်မူလာတတ်ပြတဲ့ညီတော်ဘုရားကြီးရဲ့ပွင့်လာဖို့ရန်အခွင့်ပေးသောအနေနဲ့ကွယ်ပေးရတယ်လို့ဆိုနိုင်တယ်မှန်ပါဗျာကောဓမဘုရားသာသနာမပေါ်မီရှိကကသဗ္ဗဘုရားသာသနာဝင်ခဲ့တယ်ပေါ်ခဲ့တယ်နော်မှန်ပါဗျာကသဗ္ဗဘုရားသာသနာတော်ကြီးခုရှိသေးလားမရှိတော့ပါဗျာကသဗ္ဗဘုရားသာသနာသာရှိနေသေးရင်ဂေါရမဘုရားဟာပွင့်မလားကသဗ္ဗဘုရားသာသနာတော်ကြီးမကွယ်ဘူးဆိုရင်တဲ့ဂေါရမဘုရားကမပွင့်သေးဘူးတဲ့ငါနောင်တော်ကြီးနဲ့ငါနဲ့အပြိုင်ဖြစ်နေမှဆိုလို့ဆိုမပွင့်သေးဘူးဗျာမှန်ပါဗျာကာသဗ္ဗဘုရားရှင်ကိုယ်တော်မြတ်ရဲ့ရှိနာကပဲဘုရားရှိကာသဗ္ဗဘုရားရဲ့ဟိုးရှိနာတဆူတက်လိုက်ပါကောနာဂမနဘုရားကောနာဂမနဘုရားသာသနာမပြည့်စည်ဘူးဆိုရင်မကွယ်ပဘူးဆိုရင်ကသဗ္ဗဘုရားပဲလာခဲ့မှာတော့ကောနာဂမနဘုရားသာသနာမကွယ်ဘူးဆိုရင်ကသဗ္ဗဘုရားမပွင့်ဘူးနော်မှန်ပါဗျာအဲဒီကောနာဂမနဘုရားရဲ့ရှင်နာကဘယ်သူရှိလဲပဲဘုရားရှိလဲကကုသန္တကကုသန္တာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရှိတော်မူတယ်ပွင့်တော်မူခဲ့တယ်ကောနာဂမနဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာဘာကြောင့်ပေါ်လာတော့ဆိုတော့ကကုသန္တာမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့သာသနာကွယ်ခဲ့လို့ဟုတ်လားကကုသန္တာမြတ်စွာဘုရားသာသနာကွယ်လို့သာလင်ကောနာဂမနဘုရားသာသနာပေါ်ခဲ့တာကောနာဂမနဘုရားသာသနာကွယ်ခဲ့လို့တန်လင်ကသဗ္ဗဘုရားသာသနာပေါ်ခဲ့တာကသဗ္ဗဘုရားသာသနာကွယ်ခဲ့လို့တန်လင်ဂေါရမဘုရားသာသနာပေါ်ခဲ့တာဂေါရမဘုရားသာသနာမကွယ်မချင်းအရိမတေယမြတ်စွာဘုရားလာဘူးအရိမတေယမယရှင်ကိုရောမြတ်ကဟောဒီဂေါရမဘုရားသာသနာလုံးဝကွယ်ပြောင်းပြီးမှပေါ်ပေါက်ရမှာမှန်ပါဗျာဂေါရမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဓာတ်တော်ကလေးတဆူလောက်ကျန်နေသေးတယ်ဆိုရင်ဂေါရမအရိမတေယဘုရားရှင်ကိုယ်တော်မြတ်ကမပွင့်ဘူးဓာတ်တော်လေးတဆူလောက်ကျန်ရင်ကိုပဲအိုးငါနောင်တော်ဂေါရမဘုရားရှိသေးတယ်ဆိုပြီးတော့နောင်တော်ဂေါရမဘုရားနဲ့အပြိုင်ဖြစ်မှာစိုးလို့အရိမတေယဘုရားကမပွင့်ရဘူးတဲ့ဟုတ်လားမှန်ပါဗျာဒီတော့ဒီဂေါရမဘုရားသာသနာဟာဘယ်ထိကွယ်သွားမလဲလို့ဆိုလို့ရှိရင်ဓာတ်တော်လေးတဆူတောင်မှမကြံတဲ့ဒီအလုံးစုံကွယ်သွားမှာမှန်ပါဗျာအာရိကဓာတ်တော်တဆူမြတ်တောင်မှမကြံတဲ့အထိကွယ်မယ်နိကေငါရပိဋက3ဘုံဓမ္မကန္နာ84တောင်တဲ့ကလေးပဲဓမ္မကန္နာလေးတဆူတောင်မှမကြံအောင်တဲ့ကွယ်ရမှာဟုတ်လားဓာတုဇီရီတွေလည်းကွယ်ရမယ်ဩဒိတကဇီရီတွေလည်းကွယ်ရမယ်ပရိဘောဂဇီရီတွေလည်းကွယ်ရမယ်ဒီလိုမဟုတ်လားမှန်ပါဗျာဓမ္မစီတီတွေလည်းပဲကွယ်ရမယ်ဂေါရမရှင်တော်ဘုရားရဲ့သာသနာရှိတဲ့စီတီလေးပါအကုန်လုံးအကျွတ်မရှိကွယ်သွားတဲ့အခါကျတော့ကိုင်းလောကကြီးဟာဘယ်လိုဖြစ်မလဲမှန်းသာကြီးသာသနာမရှိတဲ့ခေတ်ဘယ်လိုဖြစ်ကြဒုစရိုက်တွေနဲ့လွှမ်းမိုးလို့မိုး
မိုးကာလညသန်းကောင်လာကွယ်နေညသန်းကောင်စီးနေတွေကလည်းကြားပြီးမြူတွေကလည်းဖုံးပြီးတင်းတွေကလည်းဖုံးပြီးလက်ကလည်းလုံးဝကွယ်နေပြီအဲ့လိုမှောင်ကြီးကြနေတဲ့ညကာလလို့ဖြစ်မယ်တဲ့ဟုတ်လားမှန်ပါဗျာသို့တော်ကောင်းတရားတွေလုံးဝကွယ်သူယုံမှတရားတွေလွှမ်းမိုးတဲ့အမှောင်တူးကြီးကြနေတဲ့လောကကြီးအဲ့ဒီကကြတော့လောကကြီးဟာသူယုံမှတရားတွေတခါတည်းအပြည့်အဝလွှမ်းမိုးတဲ့အတွက်ကြောင့်သူယုံမှတို့ရဲ့ထုံးစံအတိုင်းသူယုံမှတရားတွေလွှမ်းမိုးတဲ့လောကကြီးရဲ့ထုံးစံအတိုင်းရောက်နေလျော်ညင်းစေနှိမ့်စေတပ်ပြလူရဲ့ဘာမှကိုချင်းတရားရဲ့လို့မကြအောင်တပည့်တပည့်နဲ့ပြည့်စည်ပြီးတော့ကြဆင်းပြီးတော့ဒီလိုသွားကြရမှာကိုမှန်ပါဗျာဟာဒီမှာဂေါရမဘုရားရှင်ကိုတော်မြတ်ရဲ့ဓာတ်တော်လေးတဆူလောက်ကြံနေသေးတယ်ထားတော့ကဲတော့ကြံနေသေးတဲ့ဓာတ်တော်တဆူကိုပန်းပူတော်မဲ့လူလည်းမရှိဘူးရေချမ်းတင်မဲ့လူလည်းမရှိဘူးဆွမ်းတင်မဲ့လူလည်းမရှိဘူးလက်အုပ်ချီမဲ့လူတောင်မှမရှိဘူးဆိုရင်ဘုရားကိုတော်မြတ်ရဲ့ဤဓာတ်တော်ဒီဆံတော်ဒီသွားတော်ဒီဆွေတော်ဒီအကုန်လုံးဟာလေပူဇော်မဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုလို့ရှိရင်ဒီလောကကြီးတဲ့မနေတော့မှန်ပါဗျာပူဇော်မဲ့ပုဂ္ဂိုလ်တွေရှိနေသေးလို့ဓာတ်တော်ဒီဆံတော်ဒီမွေတော်ဒီဆွေတော်ဒီဟာရှိနေတာမှန်ပါဗျာပူဇော်မဲ့ပုဂ္ဂိုလ်သာမရှိဘူးလက်အုပ်ချီမဲ့လူတောင်မှမရှိတော့ဘူးဆိုရင်ဒီဓာတ်တော်များဟာမနေဘူးဗျာမှန်ပါဗျာပူဇော်မဲ့ပုဂ္ဂိုလ်တွေမရှိတော့တဲ့အခါလက်အုပ်တောင်မှချီမဲ့လူမရှိတော့တဲ့အခါဒီဓာတ်တော်တွေဟာလောကကြီးတို့တော့ပူဇော်မဲ့လူမရှိဘူးပူဇော်မဲ့လူတွေရှိနေသေးရင်တော့အဲ့ဒီပူဇော်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးစီးပွားအလို့ငါဘုရားကိုယ်တော်မြတ်ရဲ့တာရီတိကဓာတ်တော်တွေဟာစောင့်ပြီးတော့နေကြတယ်နော်မှန်ပါဗျာပူဇော်မဲ့ပုဂ္ဂိုလ်တွေရှိနေသေးသမျှလက်အုပ်ချီရှိခိုးမဲ့ပုဂ္ဂိုလ်တွေရှိနေသေးသမျှတော့ဤဓာတ်တော်တွေဟာပါတဲ့တော့ပူဇော်သူတို့ရဲ့အကျိုးစီးပွားလို့ငါစောင့်ဆိုင်၍နေတော်မူကြပါတယ်အဲ့ဒါအံ့ဩစရာအသက်မရှိတဲ့ဓာတ်တော်ကမှန်ပါပူဇော်မဲ့ပုဂ္ဂိုလ်တွေရှိနေသေးသမျှတော့ပူဇော်သူတို့ရဲ့ကျိုးစီပါလို့ငါဆောင်ဆိုင်၍နေကြပါတယ်ပူဇော်မဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးလက်အုပ်ချီမဲ့လူတောင်မှမရှိတော့ဘူးဆိုရင်ဘယ်သူကမှပူမမပူဇော်တော့ပဲဒီတတ်တော်တွေမနေတော့ဘူးအဲ့ဒီခါကြတော့မှစေကြဝဠာအနန္တစေကြဝဠာအနန္တပြန်ပြီးတော့နေတဲ့ဓာတ်တော်များဆံတော်များဆွဲတော်များအကုန်လုံးဘုရားကိုယ်တော်မြတ်ဖြစ်တော်မူခဲ့တဲ့ဘောဓိပင်ရင်မှာပြန်စုပြီးတော့သူ့နေရာနဲ့သူမအစည်းစင်တကြတတ်ဆင်နေမိတာရုပ်အသွင်ပြန်ပြီးတော့ဖြစ်လာအောင်ပါမှန်ပါဗျာအစည်းစင်တကြပြန်လျ၍တတ်ဆင်နေမိတာရုပ်အသွင်ဖြစ်လာပြီးတော့မှရောင်ကြီးတော်6သွဲအာပတ္တယကွန်မြူပြီးတော့အဲ့ဒီကွန်မြူတော်မူတဲ့ရောင်ကြီးတော်တွေကလည်းစဲကြဝဠာအနန္တပြန့်ပြီးတော့သွားတယ်တဲ့တို့ကဲကိုမြူးတဲ့ရောင်ကြီးတော်တွေရဲ့ကိုမြူးတော်မူတဲ့ရောင်ကြီးတော်တို့ရဲ့အယောင်တဟာစဲကြဝဠာအနန္တပြန့်သွားတော့လေစဲကြဝဠာအနန္တရှိကြတဲ့နတ်တွေမြမာတွေဘုရားဂေါရမကိုမှီလိုက်တဲ့ဖူးလိုက်ရတဲ့နတ်တွေမြမာတွေဟာရောင်ကြီးတော်တွေစက်ကြဝဠာကြီးပြန့်ထွက်လာတဲ့ဒီရောင်ကြီးတော်တွေဘက်ကလာတာတုံးကြည့်လိုက်တော့ဟာဘောဓိပင်မှာဓာတ်တော်တွေစုနေကြပြီဓာတ်တော်တွေဘောဓိပင်မှာစုနေပြီဓာတုပရိနိဗ္ဗာန်စံတော့ပါပဲဆိုစက်ကြဝဠာအနန္တကနတ်ဗျမများဟာစုယုံပြီးတော့ဘောဓိပင်မှာလာရောက်ကြဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန်ပြုသောနေ့တုန်းကထက်ပိုပြီးတော့သောကတွေနှိမ့်ဆဲလို့နတ်ဗျမများအကြီးအကျယ်တဲ့စိုးရိမ်ပူဆွေးငိုကြွေးကြတဲ့အဲ့ဒီမှာဘာဖြစ်လို့လဲဆိုတော့ဂေါရမဘုရားသာသနာတော်ကြီးဒါနောက်ဆုံးနေ့ပဲကုံတဲ့နေ့ပဲဆိုပြီးတော့စိုးရိမ်ကြပူဆွေးကြငိုကြွေးကြတာမှန်ပါရောင်ကြီးတော်မြတ်သာလွတ်နိုင်တော့တာအဲ့ဒီနေမိတာရုပ်ပွားဓာတ်တော်တွေစုထားတဲ့နေမိတာရုပ်ပွားကတရားတော့မဟောနိုင်တော့ပါဘူးတဲ့နော်တရားဟောလေတရားနာမဲ့ပုဂ္ဂိုလ်ဟာနတ်တွေပဲရှိတော့တယ်လူတွေတွေကတော့တရားနာမဲ့ပုဂ္ဂိုလ်မရှိတော့ဘူး
Eri manabya mariha yauni rori kumyure. Dato mwiro myago abadaya bhumyo biro nizi mabe. Tiso dati alulu tabiro launchuan lo tu dadori ajun mashiri eri ma kwe pyok wajara. Tatu parini vansande lo khovare. Kilita parini vanya khanda parini vanya tatu parini vanya parini van thomyo po. Kilita parini vanya bodhi yema Buddha gorore sanwendo mukere. Khanda parini van khanda ngava chungingere akuti na yong inyin yagoma. Jegu Dadana Roye no Sony, Tandu Brainy Van Sando, Leve Body Vayama. No? Buddha Dadana Sageda Body Vayama, Buddha Dadana Sundana Body Vayama, Brainy Van Namu Body Vayama Sande. Winning Aja, Winnie Dedana, Guero, no so, Nianes, Conado, they come we got no so much, Guajare. Naya Neze Conado, they got booty, no so much, Guemen. Harinia Neze Conado, they got voodoo, doing leve. Bangado Duje, at Velu, so yade, Parazika, they got booty, leguti, no so much, Guema. Dugashiga Guaramu. Oh, Ngaya Bika Bolika, Bibi Guela. Eri a Jesus Baraziga, Bika Buji Legu, Tadana Roma, no soma to Quema. Baraziga, Bika Buji Legu, Quevavi, Bika Buji Legu, Samelu, Mashivu, Sure Kajaro. Linga, Tadana, the Adluan Mianda, Era, Tadana, one dam, so she answered Channel. Away one with their bogo. Away one down now, my wedding of our shit don't know so. Away, away, Azagali, Levin cheetah, Newe cheetah, Nabu cheetah. Eri bay Awazali, Levin, Naburu cheetah, and Daha, Duro Gome, Namana, Yamana, Beso, Shiko, Gogo, Dilogo. Now Jara Erido, I'm going Yama Shide. Eh, Yahan Adon Yana Shire, Lenga Dadana, Komi, Sure Kajaroma, Yakunega Dadori, the BDB body bin Subiro, Dadu Brene Bansane, Dilo Core. Dadu Brene Basan Bibi, so in Buddha, Gorama, Dadana Roji, Kongwaya. Buddha Gorama, Dadana Roji, Konga, Lure, Keka, Veloji, Dwale Soro. Attain a go machine general. Anago machine download bundles of all Dilupico Yara. Dajan Boido Berida Jojinaga, Evo Waga, Yagu Leshi Yanda, Lubuagane, Baby Lucy, Lubuania do, Jan Young Ome Soye, Baby or Amaya like Bane. Babilole, DH in you, Diva one, you go, Biamaya Hango. Luthi Biro, Lupian Tite, so a show 20 look Yojine. Mamma, Luthi Lupian Tite, and Miatrabu way your Asian down Makai. The Lumio Yamayan and do. Get Divi Hamad Giovanni, Bawa, Mabiang Babu, Davoade. Goes. Nenga Lune, good Jide, if she Yalade, Lu, Eddie, Davoadega, Lune, Killa, Besa Chiba. Bosengani, Sechane, you love a Lupiada, ye, good Nenga, Chause, Conesema, Lupiada, ye, Janshin Jigin, Logaji, Quadin, Quadavi. No? Dajo, Mawan, Mabiang, Davoadema. Ne buying a dodgy and go by Lu of Jiha, Nangadonga, Lune, good Gila, Lu of Shi, Jangila, Quadin and Quani, Dojo, baby Janji, down Euro, Mayaro, Dijade. Dajan Lube, Lubian, and Miamatote again, a year down Magai Babu, the Lu Ayanzandu, Piam Chito, Mamolo, a Shungo, Trepavi, the Ola. Era Lube, Lupian Chibo, Doberita Mia, Malula Janeto. Oiro Jesus, and Nisgan Soji, Biore.
လူသေးပြီးရင်ငါတော့လူဘဝလာခြင်းတော့ဘူးกว่าတယ်ရှင်းအောင်ဆိုတော့ကတော့ပြောတယ်ဘာပြုလို့တော့ဆရာတော်ဘုရားဆိုငါလူသေးပြီးငါတော့ခုအသက်80กว่าတယ်လူသေးပြီးတော့လူပြန်ပြေးရရင်ငါအမေတော်ရမယ်ကောင်းလေးတွေအဖေတော်ရမယ်ကောင်းလေးတွေအမေတော်ရမယ်ကောင်းမလေးတွေကိုငါကြည့်တယ်กว่าဟာနံပါတ်ဖို့ဆွဲနေတဲ့ခေါင်းပွေးစုပ်ဖွားလေးတွေအဲ့ဒါလေးတွေအမေအဖေတော်ရမှာငါကြောက်လုံးလို့กว่าဆိုတော့ဒီလိုပြောတယ်ဒီတော့ဒီဘွားကသိပြီးနတ်ပြည်ကစောင့်တာပဲကောင်းတယ်ထင်တယ်တဲ့နော်မှန်ပါဗျာနတ်ပြည်ကစောင့်တောင်မှအသက်အကန့်အသတ်နဲ့နတ်ပြည်မျိုးကစောင့်ရရင်သိမကောင်းသေးဘူးမှန်ပါအသက်တန်းအကန့်အသတ်မရှိအသက်ရှည်တဲ့နတ်မျိုးကနေစောင့်ရရင်ပိုကောင်းမယ်မှန်ပါဗျာဘုန်းကြီးတို့ဟောတတ်တဲ့တောင်ပီလာမထေကြီးရဲ့အထုပ်ပတ်တိပြန်စင်းလာတောင်ပီလာမထေကြီးသည်ဟိမွန်တာတော့နန္ဒမူတောင်နန္ဒမူလှိုင်းမှာသရေသုံးတော်မူကြတဲ့ပြည့်စေကဗုဒ္ဓများသောပြည့်စေကဗုဒ္ဓသခင်ရှင်သူများတို့သရေသုံးတဲ့နန္ဒမူတောင်ရဲ့အနီးမှာမင်းစုတကခေါ်တဲ့နတ်ပန်းပင်ကြီးသောမင်းစုတကနတ်ပန်းပင်ကြီးမှာအသက်တန်းအပိုင်အခြားမရှိဟိုရှင်းအောင်ပြောလိုက်ရအောင်အရိပိရိယဘယပွင့်တော်မူသည့်အထိအသက်ရှည်သောယုဂဆိုးနတ်ကြီးဖြစ်ရပါလို့ဤတဲ့တောင်ပီလာဆရာတော်ကြီးကမှန်ပါဗျာဟာဒီမြေပြင်မှာနေတဲ့ဘုံမစိုးယုဂဆိုးဆိုတာကအသက်အကန့်အသတ်မရှိဘူးတူခြင်းလဲတူတယ်ရှည်ခြင်းလဲရှည်တယ်မှန်ပါအရိပိရိယဘယပွင့်တဲ့ဒီအသက်ရှည်ဘာလို့မှလဲဆိုတော့ကြားတဲ့ပြည့်စေကဗုဒ္ဓတွေကိုလှုပ်ကျွေးမယ်ခေါ်ရမဘယသာသနာကွယ်သွားရင်ပြည့်စေကဗုဒ္ဓများကိုလှုပ်ကြွေးပြီးတော့နေမယ်အဲ့ဒီကြားခေမှာဘာလို့အောင်မလဲဆိုတော့သာသနာအလုပ်ကိုအားထုတ်အောင်မယ်သာသနာနိကနန္ဒနာရာဇုနာနိကနိယသာသနာပက္ကနန္ဒနာရာဇုနာသာယောအတ္တသာသနာနိကနန္ဒနာသာသနာတို့ကိုနှိမ့်ကြတဲ့ရာဇုနာမင်းတို့အားနိကနိယနှိမ့်ရပါလို့ဤသာသနာပက္ကနန္ဒနာသာသနာတော်ကိုချီးမြှောက်တဲ့မင်းတို့ကိုတော့သဟာယောသာသနာပက္ကနန္ဒနာသာသနာတော်ကိုချီးမြှောက်စောင့်ရှောက်ကြတဲ့မင်းတို့အတွက်မင်းတို့ဤသဟာယောအပေါင်းအသင်သည်ဘဝေယံဖြစ်ရပါလို့ဤသာသနာနှိမ့်တဲ့သာသနာဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုသူနှိမ်နှင်းနိုင်ရပါလို့ဤသာသနာချီးမြှောက်စောင့်ရှောက်တဲ့မင်းတို့ရဲ့အပေါင်းအသင်ဖြစ်ပြီးတော့သာသနာတော်ကြီးကိုပြုစုစောင့်ရှောက်ထောက်ပံ့ရပါလို့ဤအရိမေရိယဘယမပွင့်နေပြည့်စေကဗုဒ္ဓခေတ်မှာတဲ့ဘုရားမြတ်စွာသာသနာတော်အတွက်တောင်းပီလာဆိုတော့ကဒီစုတောင်းသွားတယ်မှန်ပါဗျာမြေစုတကနတ်ပမင်းကြီးပြည့်စေကဗုဒ္ဓတွေကိုလှုပ်ကြွေးပြုစုအရိမေရိယဘုရားကိုမှီတဲ့အထိအသက်ရှင်အရိမေရိယဘုရားရဲ့ခြေရင်ကြတော့မှဘုရားပြည့်လာပြည့်ရပါလို့ဤဆိုတဲ့စုကိုပန်ပြီးတော့အရိမေရိယဘုရားထံကအာရဖြစ်စီဆိုတဲ့ဗျာဒိတ်စကားကိုခံယူမယ်တဲ့ဒီစုပန်သွားတာမှန်ပါဗျာတောင်းပြီလားဆိုတော့ကဟုတ်လားမှန်ပါဗျာဒီတော့ဘုန်းကြီးတို့ပရိသတ်များလူသေးပြီလို့ရှိရင်လူဘဝပြန်လာရဲ့ပြောထားပြီးပြီအရင်တောင်ပြန်မရတော့ဘူးရှုံးကြပြီဟုတ်လားမှန်ပါဗျာဒါကြောင့်အမြတ်ထွဲအောင်ကတော့ဒီတဲ့မြင့်တဲ့အထက်တန်းကြတဲ့ဘဝကိုရအောင်သာကြိုးစားသူတော်ကောင်းတရားကတော့တပြီတိုးတက်ဖို့ထုံးကားဖို့တည်တံ့ဖို့အရှိခန့်ဖို့ဆိုတာမဖြစ်ပါဘူးတဲ့တပြီပြည့်စည်ဖို့သာလျင်ရှိပါတယ်မှန်ပါဗျာအားကြောင့်လေဘုန်းကြီးတို့ပရိသတ်များပဋ္ဌာန်းပြည့်စည်မှာဟိုးနောက်နားမှာပြည့်စည်နှစ်ခုရှိတယ်နတ္ထိပစ္စယောဝိကတပစ္စယောနတ္ထိမရှိမှုသည်ပစ္စယောကျေစုပြုဘယ်နဲ့မရှိတာကဘယ်လိုလုပ်ကျေစုပြုစဉ်းစားရည်မှန်ပါဗျာဝိကတကင်းပြောက်သွားတာတွေကပစ္စယောကျေစုပြုမရှိဘူးကင်းပြောက်ကိုပြီးဘာကျေစုပြုမှလဲလို့ညံနေတဲ့လူများစဉ်းစားလိုက်မယ်မှန်ပါလွယ်လေးပဲဒီပြည့်နည်းမစဉ်းစားနဲ့ဟောဒီမှာဘုရားနှစ်စုနဲ့စဉ်းစားမှန်ပါ
ဂေါရမဘုရားမရှိတော့ဘူးဘာကျေးဇူးပြုအရိမရိယဘုရားပွင့်ဖို့ကျေးဇူးပြုတယ်မှန်ပါဗျာဂေါရမဘုရားသာသနာမရှိတော့ဘူးဘာကိုကျေးဇူးပြုနတ္ထိပစ္စယောဟုတ်လားဝိကတပစ္စယောဂေါရမဘုရားသာသနာတော်ကြီးကင်းပြောက်သွားပြီဘာကျေးဇူးပြုတယ်လဲဂေါရမဘုရားသာသနာတော်ကြီးကင်းပြောက်သွားပြီဘာကိုကျေးဇူးပြုမှလဲဂေါရမဘုရားသာသနာတော်ကြီးကင်းပြောက်သွားပြီဘာကိုကျေးဇူးပြုမှလဲဟောဒီလူတွေအိပ်ပြောကုန်ပြီအရိမတယဘုရားသာသနာပေါ်ပေါက်ဖို့ရန်ကျေးဇူးပြုပါလိမ့်မယ်နတ္တိပစ္စယောနဲ့ဝိကတပစ္စယောကိုဘုန်းကြီးတို့ကတော့ဒီလိုကိုလွယ်လွယ်ပဲသဘောချထားတယ်မှန်ပါဗျာခန္ဓာအာရဏဓာတ်သစ္စာတွေတော့ထားပါအောင်ဘုန်းကြီးတို့ပြိဿခက်လွန်းလို့နော်ရှေ့ကရုပ်တလုံးပျောက်သွားတာဟာနောက်ရုပ်တလုံးပေါ်ဖို့ကျေးဇူးပြုတယ်ဆိုရင်ဒါကမိမိရဲ့ခန္ဓာရဲ့ဉာဏ်သွင်းရှုရမယ်အချက်ပေါ့မှန်ပါဗျာရှေ့ကနန္တရားတွေကွယ်ပြောက်သွားတာဟာနောက်နန္တရားတွေကိုအသိပေါ်ပေါက်ဖို့ကျေးဇူးပြုတယ်ဆိုတာဟာနတ္ထိပစ္စယောဝိကတပစ္စယောနော်မှန်ပါဗျာဟောဒီမှာဂေါရမဘုရားသာသနာတော်ကွယ်ရတာဘာကျေးဇူးများသလဲလို့အရိမတယဘုရားသာသနာပွင့်ပေါ်ဖို့ကျေးဇူးများတယ်တဲ့ကျေးဇူးရှာရင်ဒီလိုရသေးတယ်ဗျာမှန်ပါဗျာအာဒနာမေတံဘိကဝေအနာဝကသောတွေအရန္တောသမ္မာသမ္ဗုဒ္ဓအပုပ္ပံအစီမံဥပ္ပေစေယောယံတွေအရန္တောသမ္မာသမ္ဗုဒ္ဓအပုပ္ပံအစီမံဥပ္ပေစေယောနေတံဌာနံဝိသတိဘေခွေယံတို့မြတ်ဩจิตတော်ဧကိတလောကဓာတုယလောကတတက်ခုထဲမှာအရဟံတော်လူနာဥကဲပူဇော်ခြင်းကိုခံရတော်မူတဲ့ကုံတော်တွေသမ္မာသမ္ဗုဒ္ဓသဗ္ဗညုဘယနစုတို့သည်အဘောမအစရိမန္တပြိနဲ့ကြီးရန်ဥပ္ပိစေယံအကျဉ်ပွင့်ပေါ်၍လာကြတယ်လို့ဆိုကြပါစို့ဧတံဌာနံသောဘယနစုတပြိနဲ့ပွင့်ပေါ်ခြင်းရဲ့အကြောင်းဒီနဝိဇတိမရှိပါပဲဧသောဩဃာသောဒုဘယနစုပွင့်ပေါ်ဖို့ရန်အခွင့်အရေးသည်အနဝကသောအခွင့်အရေးမဟုတ်ပါပဲဧတိဣရောဘဂဝါဘုရားကြောင့်ပါသင်္ကဘုရားရှင်ကိုတော်မြတ်သည်ကတေတိကရုဏာရှိတမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းဒီတော့ဒီကနေ့ဘုန်းကြီးတို့ပရိသတ်ပေါင်းသူတော်ကောင်းတို့နောင်ဘုရားရှင်ကိုတော်မြတ်ပွင့်ဖို့ယန္တိဂေါရမဘုရားသာသနာတော်သည်ကွယ်မင်းဆိုတာတော့သိကြတယ်နော်သိကြပါဗျာဒီတော့ဟိုအလံကုန်းဆရာတော်ကြီးကအနိစ္စကံဆရာတော်ဘုရားကြီးမိန့်တယ်လို့တော့လေတည်ပြီးတော့မကောင်းလားနိစ္စကံဆရာတော်ဘုရားကြီးရှိတော့ကတောင်ကူနာအလံကုန်းဆိုတဲ့ရွာမှာတရားဟောတယ်တဲ့ညတရားဟောမနဲ့အာယုံဆုံးပုံပြီးတော့ဇော်ကြီးကမေးတယ်ဟေးအနိစ္စကံမင်းတို့ညတုန်းကမလုပ်ကြတာတော့ညတုန်းကတပည့်တော်တို့ဘာလုပ်တယ်ဆိုတာစရော့လျှောက်ဖို့လိုသေးလားစရော့ကြောင်းထဲတင်တပည့်တော်တို့ဆောင်ရွက်နေတာပဲတရားဟောနေတာကြောင်းထဲတင်ဟောတာစရော့ကြီးကအာယုံဆုံးစားတော့မေးတာအေးလေကွယ်မင်းတို့တရားဟောတာငါသိသားပဲဘာဖြစ်လို့ဟောတာတော့ပြောစမ်းမအောင်လို့ဆိုတော့နိဒန်းဆိုတော့ကလျှောက်ရတယ်ဆရာတော်ဘုရားသာသနာတော်အတွက်သာသနာတော်ကြီးအရှိကတည်တံ့ဖို့စီပင်ပြန်ပွားထုံးကားဖို့ရန်အတွက်တရားဓမ္မတွေအပိညာတူပွားဖို့ရန်အတွက်တပည့်တော်များကြိုးစားပြီးတော့ဆောင်ရွက်ပါတယ်ဘုရားဆိုတော့စော်ကြီးကပြောတယ်မင်းကွာတို့သာသနာကအောက်ခြေပြတ်နေတဲ့အိမ်အိုကြီးလိုဖြစ်နေပါပြီပြိုတော့မှတွန်းသာလဲပလိုက်ပါတော့လို့ပြောတယ်တော့သာလဲပလိုက်တော့အောက်ရှိပြနေတဲ့အိမ်ကြီးဟိုဘက်ကကြားကန်ဒီဘက်ကကြားကန်အဲ့ဒါနေလို့မဖြစ်ဘူးပါလေတိုက်ရင်လှုပ်တုတ်နဲ့အဲ့ဒါကြောင့်တွန်းလှည့်ပြီးတော့အသက်ပြန်ဆောက်ချာကောင်းတယ်လို့ပြောတယ်အိမ်မြလဲကနေရင်တော့ဟုတ်တာပေါ့ကြားကန်လို့ရရင်ရပေါ့မရရင်တော့လည်းဖြိုပြီးတော့မှပြန်ဆောက်ရမယ်နော်မှန်ပါဗျာ
ကိုင်းဒီတော့ဒီကနေ့ဘုန်းကြီးတို့ပြိဿများသာသနာတော်ကွယ်မှာကတော့သူ့သဘောနဲ့သူ့ဟာသူကွယ်မှာပဲမှန်ပါပါဘုန်းကြီးတို့ပြိဿကဘာလုပ်ရမလဲဆိုတော့မကွယ်ခင်နေလို့ဖြစ်တတ်သမျှကလေးပေါ့ကြားလေးကန်ရတာဟုတ်လားမှန်ပါဗျာကြားကန်ကြရတာနော်မှန်ပါဗျာကြားတော့မဖြုတ်လိုက်နဲ့ကြိုးစားတာကန်ညာတဲ့နော်ဒီတော့သာသနာတော်ရှိကံတည်တောင်းသာသနာကြာကံမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲသဘောကအဲ့ဒါကိုတော့ဘုရားရှင်ကိုယ်တော်မြတ်ကပတ္တမသံမောသသုတ်တံမှာထုတ်ပြန်၍ဟောပါတယ်ပတ္တမသံမောသသုတ်တံထုတ်ပြန်ဟောတော်မူသည့်အချက်အလက်တွေကိုပြိဿပေါင်းသူတော်ကောင်းတို့ရဲ့နှုတ်ထဲတခါတည်းထည့်မယ်ပါဠိတော်ကြီး၃ခုကိုဘုန်းကြီးတို့မရွတ်ပါဘူးဆိုလိုက်ပါမနာစာပေမသိင်နှုတ်တွင်မဆောင်သိအောင်မပြုဓမ္မာနုဓမ္မပฏิပတ်ကွာဤငါဗျာသည်ဘုရားသာသနာကွယ်ကြောင်းသည်တရားမနာသာပေမသိင်နှုတ်တွင်မဆောင်သိအောင်မပြုသာဗျာသည်ဘုရားသာသနာကွယ်ကြောင်းသည်တရားမနာသာပေမသိင်နှုတ်တွင်မဆောင်သိအောင်မပြုဓမ္မာနုဓမ္မပฏิပတ်ကွာဒီငါဗျာသည်ဘုရားသာသနာကွယ်ကြောင်းသည်ဆိုပါလို့မခိုင်းပါဘူးသာသနာကွယ်ရေးရဲ့အကြောင်း၅ခုဗျာမှန်ပါဗျာတရားမနာရင်သာသနာကွယ်တတ်တယ်စာပေမသိရင်သာသနာကွယ်တတ်တယ်နာတော့နာလေသိတော့သိနေရအောင်ဆောင်းမထားရင်သာသနာကွယ်တတ်တယ်ဒီတရားပွဲကစဒီလူတွေလက်တွေ့မိပါပြီနာတော့နာတယ်သိတော့သိနေနှုတ်ထဲရအောင်မဆောင်းရင်လည်းပဲသာသနာကွယ်နိုင်ပါဗျာဆောင်းမလားဆိုတာပဲတရားမနာစာပေမသိနှုတ်တွင်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်ကွာဤငါဗျာသည်ဘုရားသာသနာကွယ်ကြောင်းသည်တော်ကြဟုတ်လားရပါလဲဟုတ်ပါဘူးတော့အဲ့ဒီတော့ဓမ္မပါဠဒကာကြီးတွေဓမ္မပါဠနော်တရားစောင့်တဲ့ဒကာကြီးတွေတဲ့ဤသာပိုက်ကလေးများရိုက်ပြီးတော့ဝေလိုက်ကြပါသာသနာတော်ကြီးစောင့်ရှောက်တဲ့လုပ်ငန်းအတွက်သာသနာတော်ကိုဘုန်းကြီးတို့ပရိသတ်များတဏှိခုနှစ်ကအလံကုန်စော်ပြားကြီးမိတ်မလို့ပြူလူလူဖြစ်နေတဲ့သာသနာအိမ်အိုကြီးကိုကြားကန်တဲ့အနေနဲ့တဲ့အရှိကန့်တည်တတ်အောင်တို့သာသနာပြုတရားဓမ္မတွေမလုပ်ရမလဲတရားများများနာပေးရမှန်ပါသာသနာအိမ်အိုကြီးအဲ့ဒါကြားတစ်ချက်ကန်တာမှန်ပါစာပေကိုသင်ကြရမယ်ရှင်ယဟန်တွေကလည်းသင်တရားဓမ္မတွေကလည်းသင်စာသင်ခြင်းဆိုတာသာသနာတော်ကြီးကိုကြားကန်ပေးတာနာယုံနဲ့မပြီးဘူးသေယုံနဲ့မပြီးဘူးနှုတ်ထဲကိုလည်းရအောင်ဆောင်နှုတ်ဆောင်ထားခြင်းသည်ဟိုမှာကြည့်လေဒီကသုံးဖို့ပြန်ပွဲဆင်နွှဲတဲ့အရှင်မြတ်တို့ကြည့်လိုက်ပါနှုတ်ထဲဆောင်ကြတာမှန်ပါဗျာအဲ့ဒါနှုတ်မှာဆောင်မှသာသနာတော်အရှိကံတည်တတ်အောင်ဆောင်ရွက်တဲ့လုပ်ငန်းခေါ်တယ်မှန်ပါဗျာနှုတ်ထဲကိုလည်းရအောင်ဆောင်အဲ့ဒါသာသနာကိုကြားတစ်ချက်ကဏ္ဍသုံးလို့ရပြီမို့လားသုံးပါပါဗျာတရားနာမယ်စာသင်မယ်နှုတ်ဆောင်မယ်သုံးခုနာတော့နာတယ်သင်တော့သင်တယ်ဆောင်တော့ဆောင်တယ်ဘလောက်နာထားတာဘလောက်သင်ထားတာဘလောက်ပဲဆောင်ထားတာ
ကိုနာတဲ့တရားကိုသင်တဲ့စာဆောင်ထားတဲ့စာအဓိပ္ပာယ်မသိဘူးဆိုလဲကြွယ်ခြင်းရဲ့အကြောင်းမှန်ပါဗျာနာထားတဲ့တရားသိအောင်လုပ်ပါဆောင်ထားတဲ့စာတွေကိုသိအောင်လုပ်ပါသင်ထားတဲ့စာတွေအဓိပ္ပာယ်သိအောင်လေးလုပ်ပါဦးတဲ့အဓိပ္ပာယ်သိအောင်လုပ်ခြင်းသည်သာသနာကိုကြားကံခြင်းတစ်ချက်ပဲမှန်ပါဗျာသိအောင်လဲဆောင်ရွက်ပါသာသနာရှိကံတည်တံ့ခြင်းရဲ့အကြောင်းတစ်ပါးလေးခုနော်မှန်ပါဗျာဓမ္မနုဓမ္မပฏิပတ်ကွာတဲ့ဓမ္မနုဓမ္မပฏิပတ်လောကုတ္တရာတရား၉ပါးအတည်းလျော်သောအကျင့်ကိုမကျင့်ရင်သာသနာရှိကံတည်တံ့ခြင်းရဲ့အကြောင်းမှာနာတယ်သင်တယ်ဆောင်းတယ်သိတယ်သို့တော့မကျင့်ဘူးဆိုရင်သာသနာရှိကံတည်တံ့ခြင်းပဲဖြစ်မလို့နာပြီးတော့ကျင့်မှသင်ပြီးတော့ကျင့်မှဆောင်းပြီးတော့ကျင့်မှသိလို့ရှိရင်ကျင့်မှသိရင်သိရမှာပါဗျာသိပြီးလားမသိပါဘူးသိုံနဲ့ပြီးလားမပြီးပါဘူးဗျာသိပြီးကျင့်မှန်ပါအဲ့ဒါသာသနာအိမ်ဦးကြီးကြားကံခြင်းတစ်ချက်နာရသင်နဲ့ဆောင်းနေသိတယ်မကျင့်ရင်လည်းပဲအဲ့ဒါသာသနာအိမ်ဦးကြီးပြုတတ်တယ်မှန်ပါဗျာဂိုင်တို့သာသနာပြုမယ်ဘာလို့ရမလဲဆိုတာဘုရားတို့ပရိသတ်များရပြီမဟုတ်လားရပါပါဗျာတရားများများနာရအောင်လုပ်ကြရမယ်မှန်ပါပရိယတ်ဒီသာသင်တဲ့ဒီသာသင်စာချလုပ်ငန်းကိုမပြောင်းမပြေကြအောင်အားပေးရမယ်မှန်ပါဗျာနှုတ်ဆောင်တဲ့အာဂုံပြန်ကိုယ်တော်တွေကိုဘုရားတို့ပရိသတ်အားပေးရမယ်မှန်ပါဗျာဘုရားတို့ပရိသတ်လည်းပဲသိအောင်နာသိအောင်သင်သိအောင်ဆောင်တို့ပရိသတ်ကလည်းမှန်ပါဗျာသိယုံနဲ့မပြီးဘူးဆောင်ယုံနဲ့မပြီးဘူးနာယုံနဲ့မပြီးဘူးသိယုံနဲ့မပြီးဘူးကျင့်လဲကျင့်လိုက်ကြပါဦးဟုတ်လားမှန်ပါဗျာဘယ်နဲ့ချက်ရဟုတ်တယ်ပါဗျာအဲ့ဒါပထမသတ္တမသံမောသသုံးတဲ့တသုတ်ပြီးသွားတယ်မှန်ပါဗျာဂိုင်းနောက်တစ်သုတ်ဆိုလိုက်ပါသာသင်ပယ်လျောသာသင်ပယ်လျောကျေမဟောကြကျေမဟောကြကျေမချနဲ့ကျေမချနဲ့ကျေစွာမအံကျေစွာမကျင်မစီဤငမ်းမီသည်ဘုရားသာသနာကွယ်ကြောင်းသည်သာသင်ပယ်လျောကျေမဟောကြကျေမချနှင့်ကျေစွာမအံမကျင်မစီဤငမ်းမည်သည်ဘုရားသာသနာကွယ်ကြောင်းသည်သာသင်ပယ်လျောကျေမဟောကြကျေမချနှင့်ကျေစွာမအံမကျင်မစီဤငမ်းမည်သည်ဘုရားသာသနာကွယ်ကြောင်းသည်ဆိုပါလို့မခိုင်းပါဘူးသာသင်ပယ်လျောခြင်းမဟောကြခြင်းမချနှင့်ကျေစွာမအာမကြံမစီဤငါမည်သည်ဘုရားသာသနာကွယ်ကြောင်းသည်တဲ့သာသင်မှုလုပ်ငန်းဤပြောက်ကုန်ရင်ဘုရားသာသနာကွယ်လိမ့်မယ်တရားဟောရင်အကျင့်အပြန့်မဟောရင်ဘုရားသာသနာကွယ်ရတယ်သာချတဲ့ပုဂ္ဂိုလ်များကလည်းကျေခြင်းပြန့်မြတ်အဓိပ္ပာယ်ဖွင့်ဆိုရင်မချရင်ဘုရားသာသနာကွယ်ရတယ်သာကျစ်တဲ့ဇာနဲ့အတန်ထုတ်ပြီးတော့အရလေးမင်နာပရိသတ်တွေကြားဖို့ရန်ကျေပြန့်မြတ်အတန်ထုတ်ရမအံကြမရွတ်ကြရင်ဘုရားသာသနာကွယ်ရတယ်တိုးမလုပ်နဲ့မှန်ပါဗျာအတန်ရွတ်အတန်ထုတ်ပြီးတော့ရွတ်ကိုယ်အတန်ကြားသွားတဲ့ပုဂ္ဂိုလ်ကြီးကြားရင်နဲ့လမ်းသွားရင်ကပဲကြားချာသူတို့မှသရတရားဖြစ်သွားတယ်မှန်ပါဗျာအဲ့ဒါသာသနာကျေပြန့်ဆိုတဲ့အဲ့ဒီကစတာနော်ဘုန်းကြီးတို့ဟောထားပါတယ်ဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိပါတယ်လမ်းလျှောက်သွားရင်နဲ့ဟိုเจ้าမောကဇာအန္တန်ကြားရတဲ့လက်ဝိသမားတယောက်ဟာเจ้าမောတက်ပြီးတော့ဇာသင်
နောက်တော့ယဟနာဖြစ်သွားတယ်ဆိုတဲ့အကြောင်းလေးသုတ်တန်တစ်ခုကိုသေသေးချာချာထုတ်ပြန်ဟောတာတယ်နတ်တုံမာကသုတ်ထဲမှာဝတ္ထုတစ်ပုဒ်ပါလိမ့်မယ်နော်ပြန်တော့ပြောကျင်သားပဲဘကိုးသွားရဖို့အချိန်ကနီးပြီးတော့အဲ့ဒီဝတ္ထုမပြောနိုင်ဟုတ်လားကျင်းချင်းအန်လိုက်တဲ့အတွေ့အကြုံလမ်းသွားရင်ကြားတဲ့ပုဂ္ဂိုလ်တယောက်ဟာသရတရားဖြစ်ပြီးတော့ယဟန်ဝင်ပြုလို့သာသနာ့ဉာဏ်နာကြီးဖြစ်သွားတာမှန်ပါဗျာဒါကြောင့်ဇာသင်ပယ်လျောဇာသင်နာပယ်သမသိရင်သာသနာကွယ်တတ်တဲ့တရားအကျဉ်းမဟောရင်သာသနာကွယ်တတ်တဲ့စာချတဲ့အခါကြည်ကြည်ပြန့်ပြန့်ဒိဗေပြောပြီးတော့မချရင်သာသနာကွယ်တတ်တဲ့ဇာအနဲ့အခါစာကျက်တဲ့အခါအတန်ထုတ်၍ကြည်ကြည်မအန်ရင်သာသနာကွယ်တတ်ပါတဲ့သင်တယ်ဟောတယ်စာချတယ်အတန်ထုတ်ပြီးတော့စာအံပါတယ်သေယုံသာသင်နေတာကြက်ယုံသာကျင့်နေတာဒိဗေကိုမစင်းစားဘဲနဲ့ကျင့်နေရင်လည်းဒါဟာသာသနာကိုချင်းအကြောင်းပဲမှန်ပါပါဗျာဟုတ်လားမှန်ပါဗျာစိစစားစားကျင့်ပါတဲ့အဓိပ္ပာယ်ကိုလေးနဲ့စွာကြံစီ၍သင်ပါမှန်ပါဗျာဒါကြောင့်စာသင်ခြင်းဒီသာသနာတော်ကြီးကိုကြားခံပေးတာစာချခြင်းဒီသာသနာတော်ကိုကြားခံပေးတာတရားအကျဉ်းအပြန့်ဟောခြင်းဒီသာသနာတော်ကိုကြားခံပေးတာအသံကျဲကျဲရွတ်ပြီးတော့ထုတ်ပြန်၍အသံထုတ်ပြီးတော့ရွတ်ဖတ်ခြင်းဒီသာသနာတော်ကြီးကိုကြားခံပေးတာစိတ်ငြိမ်းရာချင်းကပ်ပြီးတော့ဒီဘယ်ကိုလေးလေးနဲ့နဲ့ကြံစီစဉ်းစားခြင်းပြီးတဲ့သာသနာတော်ကိုကြားခံပေးတာငါးခုပဲမဟုတ်လားမှန်ပါပါသာသနာပြုဆိုတဲ့တို့တရားဓမ္မတွေဘာလုပ်ရမလဲသာသနာတည်တံ့အောင်ပြန့်ပွားအောင်ဒီအချက်တွေဆိုတော့ဘုရားပရိသတ်သဘောကျစေနော်မှန်ပါဗျာဇာတင်ပဲလျော့ခြင်းမဟောကြားခြင်းမချနဲ့ကျေစွမ်းမအမကြမ်းမစီဤငါမြည်ဒီဘယသာသနာခွဲကြောင်းဒီငါခုတည်းဒုတိယသတ္တမသမောသသုတ်ပဲမှန်ပါဗျာနောက်တတိယသုတ်တန်တစ်ခုဆိုပါအခရာပုတ်ပြည့်လေးကျက်သင်္ချဒုပ္ပစမူစာချသူရှာလက်များအောင်ဖန်ခိုက်ရန်ကွဲပြာဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းသည်အခရာပုတ်ပြည့်လေးကျက်သင်္ချဒုပ္ပစမူစာချသူရှာလက်များအောင်ဖန်ခိုက်ရန်ကွဲပြာဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းသည်အခရာပုတ်ပြည့်လေးကျက်သင်္ချဒုပ္ပစမူစာချသူရှာလက်များအောင်ဖန်ခိုက်ရန်ကွဲပြာဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းသည်ဒီမှာလည်း၅ပါးပဲဟုတ်လားဇာသင်တော့သင်တယ်တဲ့ဥပ္ပအနေဒဝကြပြည့်စည်ပြီးတော့ဗဒာနီးမမမန်းတဲ့သင်ခြင်းဒီသာသနာကွယ်ခြင်းရဲ့အကြောင်းမှန်ပါပါတရားအထုတ်လိုက်ကြတာယသိတွေနော်မှန်ပါဥဒယဘယဥဒယဘယဟုတ်လားဥဒယဘယဉာဏ်ဆိုရှိမို့လားရှိပါဗျာဘယဆိုတဲ့နေရာမှာဘာတစ်ချိုက်နဲ့ရေးတယ်နော်ဝယကလာတာမှန်ပါဗျာဝါကနေဘပြောင်းတော့ဘယဖြစ်တယ်ဥဒယဘယဖြစ်ပြည့်မေကမ္မထံအာထုတ်ဘာအာထုတ်ရမလဲဖြစ်ပြည့်ရှုဘယ်လိုရှုမလဲဥဒယဖြစ်တယ်ဘယပြည့်တယ်အဲ့ဒီဘာကိုဝဆိုမဲ့ဥဒယဖြစ်တယ်ဝယပြည့်တယ်ဒီလိုမဟုတ်လားမှန်ပါဗျာဥဒယဝယဖြစ်တယ်ပြည့်တယ်ဥဒယဘယဖြစ်တယ်ပြည့်တယ်အဲ့ဒါဘယ်လိုဖြစ်သွားလဲဥဒယကရပ်ပလက်ကမောက်ကုန်ဖြစ်သွားတာဥဒကဘုဘကဘယကလည်းရပ်ပလက်မောက်ကုန်ဖြစ်သွားတော့ဘက
ဥဒယကဥဒယဘယကနေဥဒကဘကဥဒကဆိုတာကရေဘကဆိုတာကဗျိုင်းရေနဲ့ဗျိုင်းရေနဲ့ဗျိုင်းရေနဲ့ဗျိုင်းသွားရောဗာမဲ့ဘာဘုံမမရတော့နော်အဲ့ဒါကြောင့်စပြင်းနဲ့ပြင်းနဲ့တခါတခါကြတော့လူတူပြလုတ်ပြီးတော့ပြင်တာအမှားရှိတယ်အေကရာပုတ်ပြလေးကျသင်္သာသနာပြည့်ခြင်းရဲ့အကြောင်းဥရိယဘယကနေရေနဲ့ပြိုင်းဖြစ်သွားတယ်တရားမရတော့ဘူးနော်အေးနံပါတ်1ဧကရာပုတ်ပြကိုသင်ခြင်းသည်ချခြင်းသည်သာသနာကွယ်ခြင်းရဲ့အကြောင်းတော့ပါသာသနာတော်ကြီးရှိကတည်တတ်အောင်ပါဠိတက္ကရာတီကပုပ္ပဧကရာတီကိုမှန်ကန်အောင်သုတ်သင်ပြီးတော့စနစ်ကြတဲ့ပါဠိတက္ကရာတီကစာအုပ်တွေလိုအပ်တယ်ဘောအဓိပ္ပာယ်ကမှန်ပါဗျာနော်အမှန်မှအယူဟိုကရဲ့ဒီကရဲ့ပစ္စည်းတွေတဲ့ပုပ္ပဧကရာတီသင်တာမှားတယ်သာသနာကွယ်ချောင်းမှန်ပါဗျာဒုပ္ပသမူတဲ့ဒုပ္ပသဆိုတာကဆိုဆုံးမလို့ခက်တယ်ဆိုရင်အဲ့ဒါသာသနာပြတ်တတ်တယ်မှန်ပါဗျာဆိုလို့ဆုံးမလို့လွယ်မှသာသနာအရှိကတည်တတ်နေနှစ်နော်စာချသူကရှားသွားပြီစာချကတိကသာသနာတိကစာချပုဂ္ဂိုလ်တွေရှားကုန်ပြီရှားကုန်ပြီရှားကုန်ပြီအဲ့ဒါသာသနာကွယ်ရတယ်မှန်ပါဗျာစာချတဲ့ပုဂ္ဂိုလ်ကိုကြိုးစားအားပေးခြင်းဒီသာသနာကိုကြားကနာမှန်ပါဗျာနော်မတော့ရတယ်လက်များအောင်ဖန်တဲ့လက်လာပများအောင်ကြီးကျိုးစားကုန်ကြတယ်ဆိုရင်အဲ့ဒါသာနာကွယ်ခြင်းရဲ့အကြောင်းတစ်ပါးပစ္စည်းလေးပါခေါင်းမတာကိုသိခံခြင်းဒီသာနာရှိကတည်တံခြင်းအကြောင်းတစ်ပါးလက်များအောင်ဖန်ပြီးတော့မှခိုက်ရန်ကွယ်ပြရှင်ရှင်ချင်းမတည့်ဘူးယဟန်ချင်းမတည့်ဘူးဇာသင်္သာနဲ့ဇာညဘုန်းကြီးမတည့်ဘူးဇာညဘုန်းကြီးဇာညဘုန်းကြီးအချင်းချင်းမတည့်ဘူးကျောင်းနဲ့ဘုန်းကြီးကျောင်းနဲ့ဘုန်းကြီးအချင်းချင်းမတည့်ကြဘူးအဲ့လိုခိုင်ရန်နေများပြီးတော့ကွယ်ပြားကုန်ကြရင်သာသနာကွယ်ခြင်းရဲ့အကြောင်းဟုတ်လားမှန်ပါဗျာသာသနာကျမ်းကံမို့ရန်တိပါဠိတက္ကရာတီကစာအုပ်ဒီပုပ္ပအနေထဗရာအနေထအားလုံးမှန်မှန်ကန်ကန်ရှိသေးရမယ်မှန်ပါဗျာသာသနာများရောအလုံးတကားဒကမဒီပါဆူဆုံးမတဲ့စကားကိုလွယ်လွယ်ကူကူနားထောင်နိုင်ကြရမယ်။စာချခြင်းတဲ့စိတ်တွေပေါ်လို့စာချစတော်တွေပေါ်များလာအောင်ကြိုးစားရမယ်။မှန်ပါဗျာ။အဲ့ဒီစာချပုဂ္ဂိုလ်များလန့်လာပပစ္စည်းလေးပါလဲမခေါင်းပါစေနဲ့။အဲ့ကရာပုဂ္ဂိုလ်ကိုမှန်မှန်ကန်ကန်သိရမယ်ဆိုဆုံးမလို့လွယ်ကူမယ်စာချတဲ့ပုဂ္ဂိုလ်တွေပေါ်မယ်ပစ္စည်းလေးပါအဲ့ဒီပုဂ္ဂိုလ်များမရှားပါအောင်ဆောင်ရွက်မယ်ညီညွတ်ရေးရအောင်ကြိုးစားမယ်အရှိခတည်တတ်ခြင်းအကြောင်း၅ပါးပဲမဟုတ်လားမှန်ပါဗျာကွယ်ခြင်းရဲ့အကြောင်း15ပါးဆိုတာလို့အရှိကတည်တတ်ခြင်းအကြောင်းနဲ့ပြောင်းပြန်လှန်တော့15ပါးဗျာသာသနာပြုဆိုတာဒုပိသဒီ15ချက်ပဲတဲ့ဟုတ်လားသာသနာကွယ်ဆိုတာယခုပြောခဲ့တဲ့သုတ်တန်လား15ချက်ဘုန်းကြီးတို့ပရိသတ်များကကြိုးစားပြီးတော့ထိန်းနိုင်ရင်သာသနာတည်ခြင်းရဲ့အကြောင်းပဲမဟုတ်လားမှန်ပါဗျာဘုန်းကြီးတို့ပရိသတ်များအလောင်းတော်သိတ္တထတောထွက်ပထမဆုံးတွေ့တဲ့ယသိကြီး2ယောက်ဘယ်သူနဲ့ဘယ်သူလဲအာလာရဥဒကယသိ2ယောက်ထံဘုရားအလောင်းချင်းကအာလာရယသိထံကျင့်လိုက်တာလောကီအဘိညာဉ်5ပါးရဲ့လောကီသမပ9ပါးရဲ့ဘုရားအလောင်းရတယ်နော်မှန်ပါဗျာဘုန်းကြီးတို့ပရိသတ်ဒီနေရာမှာစဉ်းစားမှအာလာရယသိထံနိခံ၍ခြင်းလောကီသမပ9ပါးနဲ့လောကီဘိညာဉ်5ပါးကိုဘုရားအလောင်းတော်ရတယ်နော်မှန်ပါဗျာဥဒကယသိထံချင်းကကျင့်တော့နေဝတင်ညာနာတင်ညာယရဏဇံကိုရလို့သမပ10ပါးကုန်ရောမလားမှန်ပါဗျာဒီတော့ပฏิပတ်ဆိုတဲ့အကျင့်ဒီဘုရားမပွင့်ခင်မှာလည်းရှိတယ်မှန်ပါဗျာသဘောကျလားကျပါဗျာပฏิပတ်ဆိုတဲ့အကျင့်ဒီဘုရားမပွင့်ခင်မှာလည်းပဲရှိတယ်ရှိပါဗျာပฏิဝေဒမဲ့ဖို့ဆိုင်တဲ့ပုဂ္ဂိုလ်တွေဘုရားမပွင့်လည်းပဲရှိတယ်ပฏิပတ်နဲ့ပฏิဝေဒဆိုတာဟာဘုရားမပွင့်ခင်ဂျာခေတ်မှာလည်းပဲရှိပါတယ်
ပြည့်စည်ကဗုဒ္ဓတွေဟာသာသနာခေတ်မပွင့်ဘူးဗျာရှင်းဘုရားသာသနာအကုန်နောက်ဘုရားသာသနာမလာသေးဗုဒ္ဓံတာဈာခေတ်ပွင့်တာကျင့်ပြီးတော့မှပွင့်တာမှန်ပါဗျာအကျင့်ရှိတယ်ရှိပါဗျာပြည့်စည်ကဗုဒ္ဓတွေမဲ့ဖို့မရဘူးလားရပါဗျာပฏิဝေဒမရှိလားရှိပါဗျာပฏิပတ်တိရှိတယ်ပฏิဝေဒရှိတယ်ရှိပါဗျာအဲ့ဒီခိပရိယတ္တိဆိုတဲ့ပိဋကသုံးပုံနဲ့ဇာသင်္စာချရှိသလားမရှိပါဗျာဟေးသာသနာကွဲဆိုတာဘာပြောတာတော့ပရိယတ္တိကွဲတာကိုပြောတာဟုတ်လားဗျာသာသနာကွဲဆိုတာပရိယတ္တိတွေကွဲနေတာကိုသိသိချာချာပြောပါတယ်ပฏิပတ်နဲ့ပฏิဝေဒဆိုတာကသာသနာ့ဘမှာလက်ရှိတတ်တယ်ရှိနိုင်တယ်ရှိခွင့်ရတယ်ဟုတ်လားမှန်ပါဗျာအာလာရဥဒကယသိတံနေခံပြီးတော့အလောင်းတော်ကျင့်ခဲ့တာလောကီသမပ၈ပါးနဲ့လောကီအဘိညာဉ်တွေရခဲ့တာပဲမှန်ပါဗျာဟုတ်လားတွေမေဘေကွေအန္တပပိစီတိနာနာသေဝိတဗ္ဗကတမေတွေယောဇာယံကာမေသူကာမသူကလိကနုယောကောဟိနောကမ္မောပောဓုဇဏီကောအနာရိယောနတ္တသံဟိတောအဲ့ဒီဒေသနာဓမ္မစက်ကတော့ဖယားဖြစ်ပြီးမှပေါ်ခဲ့တာမှန်ပါဗျာအဲ့ဒီပရိယတ်ဒီကိုသင်ခြင်းသည်သာသနာတော်ရဲ့မူလပဲတဲ့ဟုတ်လားမှန်ပါဗျာသာသနာထိတိယပါဏပရိယတ္တိပမာဏံဟောတိသာသနာထိတိယသာသနာတည်တံ့ဖို့အတွက်ပရိယတ္တိဒီပမာဏံတကယ်ပမာဏတရားပဒါနတရားအဓိကတရားပါပဲသာသနာတည်တံ့ဖို့အတွက်ပရိယတ္တိဒီတကယ်အဓိကချမှန်ပါဗျာပရိယတ္တိတည်တံ့မှဘာဖြစ်တုံပฏิပတ်ကျင့်စဉ်တွေပေါ်ထွက်လာတယ်သုတ်တံသင်သမာဓိကျင့်စဉ်ရတယ်ဘုန်းကြီးတို့ပြောပြီးပါပြီဝိနည်းသင်တော်သီလကျင့်စဉ်ရတယ်အဘိဓမ္မာသင်တော်ဘာရပညာကျင့်စဉ်ကိုရတယ်သီလသမာဓိပညာဆိုတာပိဋကသုံးပုံတွေကထုတ်တာသုတ်တံသင်တော်သမာဓိကျင့်စဉ်ဝိနည်းကိုသင်တော်သီလကျင့်စဉ်အဘိဓမ္မာကိုသင်ကြတော့ဘာဖြစ်တော့ပညာကျင့်စဉ်တဲ့သီလသမာဓိပညာသိက္ခာသုံးပါးဆိုတဲ့အကျင့်ပြီးပရိယတ္တိထဲမှာတည်၍နေပါတယ်ဟုတ်လားအဲဒီတော့ပရိယတ္တိသာသနာဆိုတဲ့နိဂင်္ဂယပိဋကသုံးပုံကလည်းပဲဘယ်မှပေါ်တော့ဘုရားပွင့်မှပေါ်လာတာဘုရားမပွင့်ရင်ပရိယတ္တိကပေါ်ဖို့မလားပฏิပါဆိုတာရဲ့ပฏิဝေဒဆိုတာရဲ့ဘုရားမပွင့်တဲ့ဈာခေလည်းရှိတတ်တယ်ရှိနိုင်ခွင့်ဖြစ်ပါတယ်မှန်ပါဗျာဒီနိုင်ခွင့်တထွန်းကားနိုင်ခွင့်ရှိနိုင်ခွင့်ရှိတယ်ပြည့်စုံကဗုဒ္ဓများကျင့်လို့ဖြစ်တာဖြစ်ပါဗျာအာလာရဥဒကတို့လည်းကျင့်ထားတယ်လောကီဇန်ဒီသမာပတ်တိရတာပဲနော်ဒီစီကဗုဒ္ဓများကြတော့လောကုတ္တရာဇံသမာပတ်တိအကုန်ရတယ်မဟုတ်လားရပါဗျာဒီဗျာဒီတော့နေကေ900ပိဋကသုံးပုံဟာတကယ်သာသနာခေတ်ထဲမှာပေါ်ရတာဆိုတာအသေးချမှတ်ထားအဲ့ဒီနေကေ900ပိဋကသုံးပုံကွယ်သွားတာကိုပဲသာသနာကွယ်တယ်လို့ဒီလိုပြောတာမှန်ပါဗျာယခုနေ့ကပြောခဲ့တဲ့အချက်15ချက်ဒီဘာကိုပြောနေတာလဲပရိယတ္တိသာသနာတော်ကြီးကွယ်ခြင်းရဲ့အကြောင်းကိုပြောနေတာမှန်ပါဗျာယခုနေ့ကအချက်15ခုကိုဘုန်းကြီးတို့ပရိသတ်များထိမ့်သိမ့်နိုင်မယ်စောင့်ရှောက်နိုင်မယ်ကန့်ကွယ်နိုင်မယ်ဆိုရင်ပရိယတ္တိသာသနာတော်ကြီးအရှိကန့်တည်တံ့ဖို့ဖြစ်ပါလိမ့်မယ်ဟုတ်ပလားမှန်ပါဗျာဒီလိုဆိုဒီကနေ့ဒုဗိနာသာသနာပြုဆိုရင်ပရိယတ္တိကိုသာယခုနေ့ကအချက်15ချက်တိုးပြီးအန္တရာယ်မဖြစ်ရအောင်ကြိုးစားလို့မှတ်ပါမှန်ပါဗျာဘေခိနံတိယမနဝဩနတောနတမာဂတံဘာဂနံပဂနေယတာသတုဟိသမမန္တိယဘေကိနံတောမြိုင်မှာပြောတောဘောကျေစာတောငယ်ခါတို့ဤဒီယမနဝနေတုံမြင့်တုံပြန်သွားကုန်ခဲ့သောဩနတောနတမာဂတံပြုပြင်သူများရှိမဲ့အားကြောင့်ထေပြတိုင်တင်နေမြင့်ဆုံးဆုံးအဘုံမောင်အဆက်ဆက်ဖြစ်ပြလာခဲ့ရသောသ
သာသနာယခုခေတ်တွင်မပြုပြင်သောအစဉ်နှိမ့်ကြဖြစ်ပုံရသည်မြမတိုင်းပြောသာသနာတော်မြတ်ကြီးကိုသာဓုဟေသာသနာဝအာသွန်ကျူပန်းထံဖို့ရည်ရောဆရာတော်တကားတော်တို့နှင့်သမ္မာမန္တိယရစ်လာရှိကြံကြီးအညာဖြင့်ကြည်စွာသောဘောစောကြောစစ်စစ်ဆွေလွေတိုင်ပင်ကြကုန်ပြီး၍ပက္ကတိယာထာသောအာရှိသလောက်အာဂုံထောက်သဖြင့်ချီးမြှောက်တော်မူကြကုန်ရာတည်းဒီကနေ့ဗာတရားဟောသွားကြလေသာသနာကွယ်ကြောင်းသာသနာတည်တံ့ကြောင်းတဲ့အဲ့ဒါကိုအတူနာမည်ပေးရင်တော့သာသနာပြုတရားမှန်ပါပါဗျာသေစီတံမေမာပုံညံဓမ္မတေတက္ကသင်္ဟိတံဒေနာသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမင်ကိနောမေမယတေတက္ကပြေသောတရားဟောဆရာငါသည်ဓမ္မတေတက္ကသင်္ဟိတံသာသနာပြုအမိယာရိဓမ္မကတာဒေသနာတော်ကိုထုတ်ပြန်ငါဟောဆိုရခြင်းနှင့်သရှင်သောယမပုံညာအခြင်းဓမ္မဒါနတရားလူတိဟုသောပုံညာကရိယာကုသိုလ်တို့ကိုသေစီတန်တရားလိုလားမျိုးသားမျိုးသမီးများအတွက်ကြိုးစား၍ရှိပူလိုက်ရပါပဲပြီတောင်းမေဟိပိတရားရှိခင်စိတ်ကောင်းဝိညာဉ်ကောင်းသောသင်သူတော်စင်ပရိသတ်ပေါင်းတို့သည်လေယမပုံညာအခြင်းဓမ္မသဝနာတရားနာကြရတဲ့ဘာဝနာပုံညာကရိယာကုသိုလ်တို့ကိုသေစီတန်ကောင်းစွာမသွေစီဘူးမိကြပါပဲပြီဒေနာတို့သောစီဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညာကရိယာကုသိုလ်တို့ကြောင့်သဗ္ဗေလိုရယနာပြပြဗျမမကျွင်းကပင်ဩသောအလုံးစုံကုန်သောသနာတရားနာပရိသတ်နှင့်တကွသတ္တဝါဟုနလူပြမပေါင်းများစွာတို့သည်ဣဋ္ဌသမင်ဤတော်မိမိတို့လိုလားတောင်းတအပ်သောကောင်းကျိုးချမ်းသာဣဋ္ဌတွေကျင့်ပြီးမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကျဉ်းကျဉ်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်း